ထိုမျိုးသားသည် secret တလိပ်ကိုမိညိရန်ထုတ်လိုက်ယုံတင်ရှိသေးသည်လက်ဖြောင့်ဆလိုက်ပါသမားတဦးကသူ့ကိုပြစ်မှတ်ထားပြီးသားဖြစ်နေခဲ့သည်သို့သောကြည်စံသူ့စီမကြရောက်ခင်စက္ကန့်ပိုင်းလိုမှာပင်ထိုမျိုးသားကဘေးသို့အမြန်ရှောင်လိုက်ရာကြည်စံသည် secret ကိုပို့တိုက်မီးလောင်သွားစေပြီးရှေ့ကနေရန်ကိုသွားမှန်လေသည်ဒါကိုမြင်တော့ထိုနေရာရှိလူတိုင်းစွန့်အမင်တက်သွားကြသည်ထိုမျိုးသားသည်တာမန်လူတစ်ယောက်မဟုတ်ကြောင်းသိလိုက်ရသည်အဘဲကြောင့်ဆိုသောသူသည်အနာဂတ်ကိုကြိုတင်မြင်နိုင်သောကြောင့်ဖြစ်သည်သူသည်ဤဖြစ်ရပ်ကိုတရက်ထဲမှတွင်တစ်ဆက်ကြိမ်တိုင်ပြန်လည်ဆန်းစစ်ဝေဖွားခဲ့ပြီးဖြစ်သည်ထို့ကြောင့်သူသည်လာမည့်တိုက်ခိုက်မှုကိုသိနေုံသာမကမြည်သည့်လူသက်သမားကမြည်သည့်အချိန်မြည်သည့်နေရာကနေလာရောက်တိုက်ခိုက်မည်ကိုပါအတိအကျသိနေခဲ့ခြင်းဖြစ်သည်သို့သောထိုမျိုးသားသည်ဤအရာအလုံးကိုဘာကြောင့်လုပ်နေရတာလဲတကယ်တော့သူ့မှာရည်မှန်းချက်တစ်ခုပဲရှိသည်အဲ့ဒါကတော့သူ့ရှေ့မှာရက်နေတဲ့အလွန်လှပသောဆေးအမျိုးသမီးကိုပြန်ပေးဆွဲရန်ဖြစ်သည်ထို့ကြောင့်သူကတည်ငြိမ်စွာဖြင့်ထိုရှေ့အမျိုးသမီးကိုသူ့အနာဂတ်ကိုမြင်နိုင်ကြောင်းအမှန်တိုင်းပြောပြလိုက်သည်သို့သောထိုမျိုးသမီးကသူ့စကားကိုလုံးဝမယုံကြည်ပဲဒါဟာဘလို့မှမဖြစ်နိုင်ဘူးဟုဆိုသည်ထိုအခါအမျိုးသားကသူပြောတာအမှန်ဖြစ်ကြောင်းသက်သေပြရန်အတွက်သူ့လက်ပတ်နာရီကိုကြည့်ပြီးဤသို့ပြောလိုက်သည်နောက်ထပ်အတိအကျ10မိနစ်နေရင်လူတစ်ယောက်ဒီခန်းထဲကိုဝင်လာလိမ့်မယ်ပြီးရင်သူကသူ့ကိုယ်သူဝါရင်းညှိနှိုင်းရေးမှုနိုင်လေတယောက်ပါလို့မိတ်ဆက်ပြီးခမည်းရဲ့တောင်းဆိုချက်အကုန်လုံးကိုနားထောင်ဖို့အစဉ်သင့်မယ်လို့ပြောလိမ့်မယ်သူပြောပြီးအတိအကျ10မိနစ်အကြာမှာပဲလူတစ်ယောက်အခန်းထဲဝင်လာပြီးထိုမျိုးသားကြိုတင်ခံမှန်းခဲ့သည့်အတိုင်းတသွေးမတိန်ပြောလိုက်လေသည်ဒါကိုမြင်လိုက်ရသည့်အခါတွင်တော့ထိုမျိုးသမီးမှာအံ့ဩလွန်၍စွန့်သွားပြီးဘာကိုမျှမယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့ရသည်